အားလုံးပဲမင်္ဂလာပါရွှေဘုံလုံး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ချန်ပီယံလိအစုပွဲစဉ်ဟုတ်ပွဲစဉ်ခွန်ရဲ့ဒုတိယညဗုဒ္ဓဟူးနေ့ညရွေးချယ်မှုအပိုင်းလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီစဉ်တင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့ရအတွက်ရတဲ့ရခံကြပါတယ်ဟုတ်ကဲ့ပါဒီနေ့ညမှာတော့ချန်ပီယံလိအသင်းတွေရဲ့ပွဲကြီးပွဲကောင်းတွေကိုကျွန်တော်တို့မနေ့ညကကန်ပြီးတဲ့နောက်မှာတော့ဒီနေ့ညမှာလည်းဆက်လက်ပြီးတော့မှအသင်းကြီးတွေကန်ရမှာဖြစ်ပါတယ်ပထမဆုံးပွဲအနေနဲ့ကတော့ဂလာတာစပရီနဲ့ဒီပွဲမှာလက်တီကိုရဲ့ပွဲစဉ်ဖြစ်ပါတယ်ကိုမက်ဒစ်ကနေပြီးတော့မှ level 80ရှုံးပေးထားပါတယ်ကိုပေါင်းအနေနဲ့ကတော့3လုံးတရေပေါက်ထားတာဖြစ်ပါတယ်အဲ့တော့โอเคဂလာတာစပရီရဲ့ချန်ပီယံလိပွဲစဉ်6ပွဲမှာဆိုလို့ရှိရင်3ပွဲနိုင်3ပွဲရှုံးထားပါတယ်အက်တလက်တီကိုမက်ဒရစ်ကတော့4ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဂလာတာစပရီကိုလည်းကျွန်တော်တို့ short တက်လို့မရပါဘူးအဲ့ဒါကြောင့်မို့လို့ဒီနှစ်သင်းကိုတော့ကျွန်တော်တို့ဂိုးပေါင်းအပေါ်ကိုပဲကျွန်တော်ကြိုက်ပါတယ်ဒီနှစ်သင်းရဲ့တွဲဆုံမှုတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးများထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနှစ်သင်းကိုတော့ဂိုးပေါ်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်သင်းအနေနဲ့ကတော့ Bayern Munich အသင်းနဲ့ Saint Gallen အသင်းတို့ပဲဖြစ်ပါတယ်ဒီသင်းမှာဆိုလို့ရှိရင်တော့ကျွန်တော် Bayern Munich အသင်းကနေပြီးတော့မှ3လုံး90ရှုံးပေးထားတာဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့4နှုတ်30ပါ4လုံး30ရှုံးပေါက်တာကိုတွေ့ရမှာဖြစ်ပါတယ်Bayern Munich အသင်းကဆိုလို့ရှိရင်ချန်ပီယံလိ6ပွဲမှာဆိုလို့ရှိရင်5ပွဲကစားပြီးတော့မှအာဆင်နယ်အသင်းလေးကိုသာရှုံးနေထားတဲ့အသင်းဖြစ်ပါတယ်။ Saint Gallen အသင်းကတော့6ပွဲကစားပြီးတဲ့နေရာမှာ2ပွဲပဲနိုင်ရရှိထားပြီးတော့မှ4ပွဲတီရှုံးထားပါတယ်။ Saint Gallen အသင်းအနေနဲ့ကတော့ Bayern Munich ရဲ့အိမ်ဝင်းမှာရှင်နိုင်မှုဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်ဒီပွဲကိုတော့ Bayern Munich အသင်းကိုပဲရွေးချယ်ပေးခြင်းပါတယ်။ Bayern Munich ဟာအိမ်ကွင်းမှာဂိုးအများကြီးသွင်းတတ်တဲ့အသင်းဖြစ်တာကြောင့်မလို့ Bayern ကိုပဲရွေးချယ်ပေးခြင်းပါတယ်။ဒါကမှနောက်ထပ်တစ်ပွဲအနေနဲ့ကတော့မာဆေးသင်းနဲ့လီဗာပူးအသင်းတို့ပဲဖြစ်ပါတယ်။မာဆေးသင်းနဲ့လီဗာပူးအသင်းမှာဆိုလို့ရှိရင်မာဆေးသင်းမှာလီဗာပူးသင်းကနေပြီးတော့မှ level မာဆေးသင်းကို level 90ရှုံးပေးထားပါတယ်။ဂိုးပေါင်းအနေနဲ့ကတော့3ပေါင်း30ပေါက်ထားပါဖြစ်ပါတယ်။ဟုတ်ကဲ့ပါမာဆေးသင်းကချန်ပီယံလိ6ပွဲကစားပြီးတဲ့နေရာမှာ3ပွဲနိုင်3ပွဲရှုံးထားပါတယ်။လီဗာပူးသင်းကတော့4ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလထွက်ပေါ်ထားပါတယ်နှစ်သင်းသလုံးဟာနောက်တစ်ဆင့်တွက်ရေးအတွက်ရင်လုံးရေးကြီးရအကြောင်းမလို့အပြန်အလှန်တွင်းကိုးတွေနဲ့အတူဂိုးမြူးလိမ့်မယ်လို့ညွှန်လင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနှစ်သင်းကိုတော့ကျွန်တော်ဂိုးပေါ်ကိုပဲရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါနောက်တစ်သင်းကတော့ Newcastle အသင်းနဲ့ PSV အသင်းတို့ပဲဖြစ်ပါတယ် Newcastle အသင်းက PSV အသင်းကို1.50ပေးထားပါတယ်ဂိုးပေါင်းအနေနဲ့တော့3ပေါင်း90ပေါက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ Newcastle အသင်းရဲ့ချန်ပီယံလိ6ပွဲမှာဆိုရင်3ပွဲနိုင်1ပွဲတည်2ပွဲရှုံးနေထားပါတယ် PSV အသင်းကတော့ Newcastle အနေနဲ့ကတော့နောက်တစ်ဆင့်တည်ရဲ့အတွက်အနိုင်ရရှိဖို့ရာအတွက်လိုအပ်တယ်လို့ PSV အသင်းအတွက်ကလည်းအလုံးကိုမှအရေးပါလာပါတယ်ဒါကြောင့်မလို့နှစ်သင်းသလုံးဟာနိုင်မှုရအတွက်ကြိုးစားရုန်းကန်ကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါပေမဲ့ကျွန်တော် Newcastle အိမ်ကွင်းကောင်းမွန်လာကြောင်းမလို့ Newcastle အသင်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်နောက်ပြီးတော့ဂိုးပေါင်း9ပေါ်ကိုလည်းကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နောက်တစ်သင်းအနေနဲ့ကတော့ Juventus အသင်းနဲ့ Benfica အသင်းတို့ပဲဖြစ်ပါတယ် Juventus အသင်းက Benfica အသင်းကိုအိမ်ကွင်းမှာ1ပေါင်း90ပေးထားပါတယ်ဂိုးပေါင်းအနေနဲ့ကတော့2.90ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ချူပီနယ်အသင်းရဲ့ချန်ပီယံလိ6ပွဲမှာဆိုလို့ရှိရင်တော့2ပွဲနိုင်3ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ထွက်ပေါ်ထားတာတွေ့ရမှာဖြစ်ပါတယ်ဘင်ဖီကာအသင်းကတော့6ပွဲမှာ2ပွဲနိုင်4ပွဲရှုံးဆိုတဲ့ရလဒ်ထွက်ပေါ်ထားပါတယ်ဒီနှစ်သင်းရဲ့တွင်းကူးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တွင်းကူးတွေဟာအင်မတန်နည်းပြီးတော့မှဂိုးကွာချချက်တွေနည်းနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တွင်းကူးနည်းတယ်
ဒီနှစ်သင်းကိုတော့ကျွန်တော်ဂိုးအောက်ကိုပဲကြိုက်ပါတယ်ဂျူဗီနယ်ရဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်နှစ်သင်းအနေနဲ့ကတော့စလာဗီယာပါရာဂူးအသင်းနဲ့ဘာစီလိုနာအသင်းတို့ပဲဖြစ်ပါတယ်စလာဗီယာပါရာဂူးနဲ့ဘာစီလိုနာမှာဆိုလို့ရှိရင်ဘာစီလိုနာက2ပေါင်း80ပေါက်ထားပါတယ်ဂိုးပေါင်းအနေနဲ့ကတော့3နှုတ်100ပေါက်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းမှာဆိုလို့ရှိရင်ဘာစီလိုနာအသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိ6ပွဲမှာဆိုလို့ရှိရင်3ပွဲနိုင်1ပွဲတည်နဲ့2ပွဲရှုံးနေထားပါတယ်စလာဗီယာပါရာဂူးတင်းနေနဲ့ကတော့6ပွဲကစားနေတဲ့နေရာမှာနိုင်ပွဲရရှိထားခြင်းမရှိသေးပါဘူးအဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာစီလိုနာအသင်းကိုပဲအကြိုက်တွေ့ပါတယ်ဘာစီလိုနာအသင်းကပဲအနိုင်ရရှိသွားလိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ပွဲနေရာကတော့ချက်စီးတင်းနဲ့ဘာဖိုးတင်းတွေပဲဖြစ်ပါတယ်ချက်စီးတင်းနဲ့ဘာဖိုးတင်းမှာဆိုလို့ရှိရင်ချက်စီးတင်းကနေပြီးတော့မှ2နှုတ်60ပေးထားပါတယ်ဂိုးပေါင်းနေနဲ့ကတော့3နှုတ်100ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ချန်ပီယံလိနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်3ပွဲနိုင်1ပွဲတည်2ပွဲရှုံးရလက်ထွက်ပေါ်ထားပါတယ်ဘာဖိုးတင်းကတော့6ပွဲကစားရတဲ့နေရာမှာ1ပွဲနိုင်3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလက်ထွက်ပေါ်ထားပါတယ်2နှုတ်60ဆိုတာချက်စီးကွင်းမှာအရင်များတယ်လို့ပြောရမှာဖြစ်ပါတယ်ဘာဖိုးတင်းကလည်းတော့ကောင်းတဲ့ထည့်ပါပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးချင်ပါတယ်အသင်းကိုရွေးရမယ်ဆိုလို့ရှိရင်တော့ချက်စီးအသင်းကိုရွေးပါတယ်ချက်စီးနဲ့ဂိုးအောက်ကိုပဲအဓိကကတော့ဂိုးအောက်ကိုပဲရွေးချယ်ပါတယ်နော်အဲ့တော့ကျွန်တော်ရွေးချယ်ပေးထားတဲ့အသင်းတွေကိုတိုက်ဆိုင်ခဲ့တယ်ဆိုလို့ရှိရင်အကြိုက်တွေ့ခဲ့တယ်ဆိုလို့ရှိရင်ယူပြီးတော့သုံးဆွဲနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း like and subscribe လုပ်ပေးဖို့မြတ်ရခံနေပါတယ်